လူနာတင်ကားတစ်စီးနဲ့အတူကိုတက်သေးဖို့ကြိုးစားခဲ့ပြီးမအောင်မြင်ပဲခြေအစ်လွဲနေတဲ့ကျောင်းသူတဦးကိုကယ်ဆယ်ရေးသမားတွေကဆေးရုံသို့ယူဆောင်လာခဲ့ပါတယ်။ကျောင်းသူလေးကတေးသွားတာမှကောင်းဦးမယ်လို့ပြောပြီးညှင်းတွားနေခဲ့ပါတယ်။ဆရာဝန်ကခုံနဲ့ကျိုးနဲ့သာဆိုရင်ပွဲကပြီးသွားမှလို့ပြန်ပြောခဲ့ပါတယ်။ထို့နောက်ဆရာဝန်ကကြည့်ပြီးအဲ့ဒီကျောင်းသူလေးကိုဓာတ်မှန်ရိုက်ဖို့တူနာပြုကိုပြောခဲ့ပါတယ်။လူနာခန်းထဲကိုပြန်ရောက်လာတဲ့ဆရာဝန်ကကျောင်းသူကိုနားတဲ့နေရာရှိသေးလားလို့မေးပေမဲ့ပြန်မထူးတဲ့အခါခြေထောက်ကိုကင်တော့နားတယ်လို့ထားအောင်ပါတယ်။တေချင်တဲ့သူကဒါလေးကိုနားတယ်လားလို့ဆရာဝန်ကပြောတော့သူမကတေချင်လို့လုပ်ခဲ့တာမဟုတ်ကျောင်းသူမကိုအနိုင်ကျင့်တဲ့သူတွေနဲ့အဝေးကိုထွက်ပြေးချင်ရုံပဲလို့ဆိုပါတယ်။လူတယောက်ပြောတာကြားဘူးတဲ့ကိုနဲ့ရန်ဖြစ်စရာလူတွေရှိတာကတေတာထက်ပိုကောင်းတယ်ဆိုတဲ့ဆရာဝန်ကိုကျောင်းသူလေးကဘသူပြောလဲလို့မေးတော့ထူးဆန်းတဲ့သူတယောက်ပေါ့လို့ဆရာဝန်ကပြောပြီးထွက်သွားခဲ့ပါတယ်။ဆရာဝန်ဟာတက်လေကားထဲမှာအဲ့ဒီထူးဆန်းတဲ့သူတယောက်ရဲ့အကြောင်းကိုတွေးပြီးပြုံးနေခဲ့ပါတယ်။အထက်တန်းဒုတိယနှစ်စီနီယာတန်းမှာအသက်16နှစ်အရွယ်အိုကယောင်ဟီဆိုတဲ့ကျောင်းသားဟာတရက်မနေ့ကျောင်းသွားချိန်ယထာဘူတာမှာယထာဆောင်နေတဲ့ကျောင်းသူကိုတွေ့ပြီးခိုးကြည့်နေခဲ့ပါတယ်။တိတ်နေကြငါတို့ကျောင်းကိုကျောင်းသူအသေးရောက်လာတဲ့ဆိုတဲ့အတန်းပိုင်ဆရာကကျောင်းသူကိုမိတ်ဆက်ခိုင်းတဲ့အခါကျောင်းသူကငါကရင်းနှီးသွားရင်နောက်ကျောကိုဓာတ်နဲ့ထိုးတတ်တယ်ကိုပါကိုကြည်ရှောင်ကြဆိုပြီးခုံမှာထိုင်နေလိုက်ပါတယ်။အိုကယောင်ဟီဟာသူ့တန်းမှာသူ့ကိုအနိုင်ကျင့်နေတဲ့သူတွေအတွက်မုတ်ဆာဆင်းချိန်မှာမုံထုတ်ဝယ်ပေးရပြီးအိမ်ပြန်ရောက်ရင်လဲသူတို့ရဲ့အိမ်စာတွေကိုလုပ်ပေးရပါတယ်။သူတို့ကိုအကုန်လုပ်ပေးခဲ့ပေမဲ့သူတို့စိတ်မကြည်ရင်သူ့ကိုရိုက်နှက်တတ်ပါသေးတယ်။အိုကယောင်ဟီတယောက်နောက်ဆုံးမှာတီးမခံနိုင်တော့တဲ့အစုံတနေ့တေးတန်းစာရေးပြီးကိုတက်သေးကိုစူးစမ်းခဲ့ပါတော့တယ်။ခုံပေါ်တက်ကကျိုးကိုပန်ကာနဲ့ချိတ်ပြီးလေဘင်းကိုကျိုးကွင်းနဲ့ဆွတ်နေချိန်ကျောင်းပြောင်းလာတဲ့ကျောင်းသူအစ်စ်ကသူတေးတန်းစာကိုဖတ်နေခဲ့ပါတယ်။နင်ကတကယ်အယူပဲဆိုတဲ့ကျောင်းသူအစ်စ်ကိုကျိုးကလေဘင်းကိုဆွတ်နေပြီးမှခြေထောက်ကခုံပါလွတ်သွားတာကြောင့်တွဲလောင်းကျနေချိန်ကျိုးပြသွားတာကြောင့်အောက်ကိုပြုတ်ကျသွားခဲ့ပါတယ်။ကြည့်နေတဲ့ကျောင်းသူကိုရှက်ပြီးဆက်လဲနေချိန်ကျောင်းသူကခုံနဲ့ကျိုးမရှိဘူးလားအဲ့ဒီကျိုးနဲ့သာဆိုလွယ်ပြတ်မှာမဟုတ်ဘူး။အယူကောင်လို့ပြောပြီးထွက်သွားတဲ့အထင်နဲ့အိုကယောင်ဟီပြန်ထပ်မဲ့အလုပ်အဲ့ကျောင်းသူပြန်လာပြီးနင့်ဖုန်းထဲကအပြာကားတွေကိုဖျက်ပြီးပြီလားဖျက်ဖို့မမေးနဲ့မဖျက်ရသေးပဲတေးမလို့လားအယူကောင်ဆိုပြီးပြောကထွက်သွားခဲ့ပါတယ်။သူမထွက်သွားပြီးခဏအကြာသူ့အပေါ်ကပန်ကာဟာပြုတ်ကျလာခဲ့ပါတယ်။နောက်တနေ့ရောက်တော့အိုကယောင်ဟီတယောက်အနိုင်ကျင့်တဲ့ကောင်လေးစီကသူ့ကောင်းမှမိသက်ဆေးဘူးနဲ့ဖြန်းခံထားရပြီးအောက်ခံပေါင်းပြီးတစ်ထည်နဲ့ကျောင်းရဲ့အပေါ်ထက်ကိုပြေးတက်လာခဲ့ပါတယ်။ကျောင်းခေါင်မိုးပေါ်ရောက်တော့ခုံချပြီးကိုတက်သေးဖို့လုပ်နေချိန်ဖုန်းထဲကအပြာကားတွေကိုဖျက်ပြီးပြီလားဆိုတဲ့ကျောင်းသူတစ်ကဘာလို့လဲထပ်ပြီးတေချောင်းကြံဦးမလို့လားလို့မေးနေခဲ့ပါတယ်။ခြေတလန်းလှုပ်လိုက်တာနဲ့ပြုတ်ကျသွားနိုင်တဲ့နေရာမှာသူ့အင်ဂျီနဲ့သူ့ပေါင်းပြီးကိုဖွက်နေချိန်မြင်ပြီးသွားပြီးကိုဘာလို့ဖုန်းနေသေးတာလဲဆိုတဲ့ကျောင်းသူကသူ့စီကိုလာပြီးမလာနဲ့အန်ရများတယ်ဆိုတဲ့သူကိုယောက်ျားလေးဖြစ်ပြီးကြောက်တက်လိုက်တာမရှက်ဘူးလားလို့ကျောင်းသူကမေးလိုက်ပါတယ်။တီလာနဲ့စီမာရန်သူရှိတာကတိတ်ကိုကျေးဇူးတင်စရာကောင်းတယ်ဆိုတာအဲ့ဒါကိုတွေးပြီးနေလိုက်ပါဆိုတဲ့ကျောင်းသူကိုဘသူကတေးချင်တယ်လို့ထင်နေလဲအသက်ရှင်ခြင်းပြီးလှုပ်ချင်တာတွေရှိတာကိုမသိဘဲနဲ့တိကျင်အောင်ဆောင်မနေနဲ့အတန်းထဲကနေကျောင်းမှုစည်းတန်းကိုပြေးသွားရတာဘလောက်ပင်ပန်းလဲသူတို့ငါ့ကိုရိုက်တဲ့အခါတေးလောက်အောင်နာတယ်လို့သူ့ရဲ့ကြောက်စိတ်ကိုပြောပြနေခဲ့ပါတယ်ဒီနေ့သူတို့နေ့ထက်ပိုရှက်စရာကောင်းအောင်လုပ်ပေးမယ်ဆိုတဲ့ကျောင်းသူကလိုက်လာခဲ့အယူကောင်ဆိုပြီးအောက်ကိုတူဆင်းလာခဲ့ပါတယ်ကျောင်းသူကအိုကယောင်ဟီကိုအနိုင်ကျင့်တဲ့သူတွေစီရောက်တော့ငါ့ကိုလာတွေ့တာလားဆိုတဲ့ကောင်ကိုမျက်လုံးမိတ်ထားလိုက်ဆိုပြီးမျက်လုံးမိတ်တော့အဲကောင်ရဲ့ဘောင်းဘီကိုအောက်ခံဘောင်းဘီပါမကျန်ဆွဲချွတ်လိုက်ပြီးထွက်ပြေးလာခဲ့ပါတယ်နောက်မနေ့ရောက်တော့အိုကယောင်ဟီတယောက်အဲ့ဒီကျောင်းသူကိုကျေးဇူးတင်မဲ့အစားသူ့ကိုအနိုင်ကျင့်တဲ့သူတွေကြောင့်ရေပေါ်လုံးနဲ့ကောင်းတဲ့ကိုဖြစ်ပြီးကျေးဇူးပြန်ဆက်လိုက်ပါတယ်စိတ်တူသွားတဲ့ကျောင်းသူကိုနောက်လိုက်ပြီးတောင်းပန်ပေးမဲ့ကောင်မလေးကအယူကောင်ဆိုပြီးပြောလွတ်လိုက်ပါတယ်နောက်3ရက်အကြာမှာတော့ဟန်နာဘီဆိုတဲ့ကျောင်းသူလေးဟာကိုတက်တည်သွားခဲ့ပြီးဖြစ်ပါတယ်